တနည်းလို့သားမရဟိုအင်းနဲ့မရောနဲ့ဟုတ်ခုံးပြိုင်တနည်းလို့သားမရခုံးပြိုင်ရွှေထီးဆောင်အကြောင်းအခါမှပြောတယ်သူကအခုတရောင်းသားပြောမယ်အိုးငါဟိုတော့ကလေဘယ်လိုနေခဲ့တာတနည်းအဲ့ဒါဆိုတော့ပြည့်လဲဟဲ့ကြီးနဝင်းပြနဝင်းမှာပါရှိကျောက်သားပြီပညာမဲ့ဟောဘုံပြောတာတနည်းနဲ့ဒါရွှေထီးဆောင်အကြောင်းအမှန်ပါပြောရင်ပညာမဲ့နဲ့လားပညာမဲ့တနည်းလာတာတနည်းလာတာမျိုးနှစ်ကျွန်းဟုတ်ဘူးတနည်းလာတာဘာလို့ပြီးပြီလေကြာမလုံးနဲ့ဆိုတာလေနည်းလာတာသူ့အတူနေပတ်ဝန်းကျင်အဲ့လိုကြီးနော်ဘယ်တနည်းလာမီဖြစ်အတူနေပတ်ဝန်းကျင်အပေါ်မှာနော်တာမခံရင်ဘာနန်းတော့ဘာလို့မလဲနေချတော့တနည်းလာတာမီအတွဲအလူနဲ့သူ့ပတ်ဝန်းကျင်ပေါ်မှာဟုတ်ပြီလားနှိမ့်ချလာဒါမှခံတော့ဘူးဆိုရင်ဟုတ်တောက်ကြနှုံဝင်လို့ကြည့်လိုက်ဟုတ်လားသူ့စကားသူ့ငန်းရွယ်ချက်အခုမှန်ကမဟုတ်တော့သူ့စကားအတိမဟုတ်တော့ကောင်းပြန်သူ့ရုံတော့ဒီစားမဲ့တော့ပါသူအရင်ပြောတော့ဒါနဲ့လာတာမိသားစုသူ့ဘာမှကြောင်ပါမှာဒါမှခံတော့ဘူးသူကအငါကြီးလိုက်အဲ့ဒီတမင်းလာသစ္စာမဲ့ဟုတ်ပြီဟုတ်အင်္ဂါသားမီလက်ရှိအခြေအနေကိုဝန်မခံမဲနဲ့ဖုံးမဲ့ကွယ်မဲ့လိမ့်မဲ့ညမဲ့သူ့တော်မှာပါရှိလေဂုံတိတ်ခါရှိတာသူဘာဖြစ်သွားမလဲဂုံတိတ်ခါမဲ့နေတယ်သူရက်ကွက်မှာပေကန်တက်ဖြစ်သွားတယ်ဘုရားသားမီရှင်စိတ်ပြန်စိတ်အနိုင်စိတ်သူတစ်ပါးကိုခင်ပစ်စိတ်အဲ့ဒီစိတ်အားကြီးနေတဲ့ဘုရားသားမီဆိုရင်ဘယ်လိုအခြေအနေရတော့မှန်ကင်းတစ်လှည့်မှာထင်းတစ်လှည့်ကိုချက်ချင်းကြားတယ်ပြန်တော့မှန်ကင်းတစ်လှည့်မှာထင်းတစ်လှည့်ကိုဒီပြဂုံရည်စီဘလောင်းနေနေဒီကောင်ပြုတ်တော့ကြတယ်ဟုတ်ပြောတာကြောက်တာဝိတာဖြစ်ပေါ်စတိုင်ဖြစ်ပေါ်တိုင်းအဝတ်အစားဖြစ်ပေါ်တိုင်းအဝတ်အစားနော်ကိုဟန်ကြွားကြွားဒီကတော့ဘာရွှေလည်းဘူးထားတယ်ကွာတော့ပါလားဘာလို့ဆိုတော့ကြွားနေတယ်နော်ဖြစ်ပေါ်ဟုတ်ကလားစတိုင်ဆိုရှယ်ကြကိုဟိကြွားဟုတ်ကလားဟုတ်ပြီဘာပြရုပ်နော်တအားကောင်းဆိုရင်နောက်ကလူရုံမှာစင်စစ်ချက်လူလိန်စင်စစ်ချက်ဟုတ်တန်ရှင်းတယ်ဆိုတော့တမင်းအကြွားဖြစ်သွားအလင်းသွား
မမှန်ရှင်းတော့တော့ဘုရုပ်မှာဆင်စစ်ဖြစ်တယ်ညာတာပရိသတ်မျိုးလို့သိတယ်နော်အမြဲတမ်းဝတ်စားကြအမှန်တဲ့ပို့ပြီးတော့ဝတ်သူ့နေရတယ်လို့ရှိတယ်ကြည့်လို့ကိုပောင်းဝင်ကြီးနည်းနည်းပုံနည်းနည်းရုပ်တယ်မြန်တော့ပြောင်းတယ်ရုပ်တယ်ဒါသူပြောနေဟုတ်လားတော့ကြအောင်တော့ပြောပါဦးမတော့ကြမှာတော့ကြပါခိုင် ပညာသိခေါ်ကျော်သာပတိ သူကတော့အများနဲ့လိုက်ဆုတ်ဖြတ်မှာအများနဲ့ဆန့်ကျင်ပြီးဖြတ်တာ စန့်ကျင်ပြီးဆုံးဖြတ် ဒါပဲဖြစ်ရနော်အများကပြောမှာကြာအများကကတော့သူကရောက်တော့လို့အများကနှခမ်းမွေးမထိုင်သူကနှခမ်းမွေးအများကပစိုးသူကဘောင်းပြီးပေါ့ငါတော့ကြောင်မနေချွာတယ်တို့တော့လမ်းမှာပါမင်းပါလေမဲလေပါတိတ်ထမင်းလေဘလူပန်းတယ်လေဟာအနည်းကြီးအဲ့ဒါကြီးဘောင်းကြီးရရဲနာမိုးစိတ်လာကြည့်လာတော့တော့ရတယ်ခေတ္တကတော့တော့ကြတာကကိုလာလောက်တယ်နော်ကဲဒါဖာတော့ကြမိမတော့ကြဘလူဘလို့လဲပြီလားနော်ဒီလားတော့ကြအောင်မတက်နေတယ်ရှင်းရှင်းကျမတက်မယ်ဖြစ်မလားဖြစ်နေအဲ့သူအားမဲ့ပြီမှတ်ထားဘယ်မှတော့ကြပြီယောက်ျားလေးဘာလို့အားမရဘူးဟုတ်အကုန်တော့အခုလည်းပုံနေရတယ်မပြောမရှိနေဘူးဟုတ်သင်ပါသမီးကျတဲ့သင်ပါပေါ့ရေခမ်းဟဲ့လားဟုတ်ဘူးတော့ကြမျိုးနဲ့တွေ့တော့ကြတဲ့မိမဖြစ်သွားတယ်သူကပဲဘူပဲအဲ့ဒါမဲ့ဘာကြောင့်အဲ့လိုငါပြောပြတာအပြင်လူကြတော့ तू မလုပ်ဘူးကွာမဟုတ်လားကြာသူ့အတွင်းလူဆို तू မနိုင်ဘူးလားကောင်းဘာဖြစ်နေလဲဒီဘိုးဝင်တယ်ဘာပါလားလောကနဲ့ तू နဲ့လောက်တာအားမရဘူးမဖြစ်လို့လားဟုတ်ပါအေးအဲ့ဒါတဘာဝပါလေတော့ကြအားလုံးဟာကိုထင်ရကိုတိုင်းပြီးဆိုရင်ဟုတ်နဝပါရှိစိတ်သူတို့စီမမှန်တော့ဘူးသူတို့စိတ်အဲ့ဒါပဲဆိုလိုတာအခုကြည့်ငါဒီမှာတောက်ကြကြောက်ကြောက်ဒီနေ့ပဲရံမှန်ထုတ်တယ်ဒါအဲ့ဒုက္ခနဲ့မလာနဲ့တော့ဘုရားပြောတာကြားတယ်ဘယ်လိုတော့ဟာအဲ့ဒါဟိုမှာရှိတယ်ငါနောက်ပေါက်တော့ကြတယ်ကောင်ရှိတယ်နောက်ပေါက်ဘူးစစ်တယ်စစ်လာတော့ဆောက်လောက်ရှိပြီလေအဲ့ဒါလားလောက်နဲ့မရသေးဘူးလေဟိုကပတ်သက်ရှိတယ်အဲ့လည်းယူမှာကောင်းနေမိုက်တာကွာတောက်ကြအောင်မရှိဘူးအဲ့တော့မြည်ပါဘူးအဘုတ်တူပဲကြီးဒါလည်းအဲ့ဒါလို့ကျမလည်းတယ်လို့အိုက်စားမယ်တော့ပြိုင်တာဆိုတော့လည်းရောက်ရှာဒါပြိုင်ပတ်ကြအားလုံးอ่ะဘောသူများလုတ်တော့မှာကျင်းတဲ့ဒါပြောတာတော့ကြတယ်အားစကားမှာလုတ်လာပြီဆိုဒီတော့ချာအင်းတော့ဟာလားဘယ်လိုပြောမလဲသူတို့ရှိမှာပဲပြောကောင်းတာစိတ်ပုတ်စိတ်ယုံဒါတော့ပြောတာအဲ့တော့စိတ်မလို့ရင်တော့စိတ်မပုတ်စိတ်မယုံဒါပဲဟုတ်ပြီလားတနေ့တနေ့တာမီအားလုံးစကကြီးစကပြော
မဖြစ်နိုင်တာလည်းဖြစ်ခဲ့တယ်လို့ပြောတယ်ဟုတ်ပြီနော်တကယ်ကြီးဆိုရင်ပြောမယ်ဘောကရုပ်တိမရှိရှိပြောမယ်အဲ့ဒီတရားသူကလူကောင်းလားလူလိမ့်လား လူလေ ဘောတော့အဲ့လူလိမ့် ဖြစ်လာ တဏှိသားမိဒီကျန်တာပြောတယ်လူမနေရမှာခွင့်ရတော့အများကြီးချက်တင်နေဘုံမိတိမှာတမတတ်တယ်လို့စဉ်းစားတာဟုတ်လားအဲကောင်းပြီအဲ့ဒါကျွန်းရဲ့နေရဟုတ်လားဟုတ်နောက်တစ်ချက်ကျိုးဟုတ်လားအဲ့တော့လည်းဒီကျိုးမှာပတ်မှာမဟုတ်လားပတ်မှာဟုတ်ပထမတစ်ချက်လူကိုကြည့်လေဟုတ်လားအမှတ်ပေးလိုက်ဒီတဲ့ဘက်ကများဆင်းတဲ့ဘက်ကများဟုတ်လားအကျွန်းတစ်ခါကြည့်လိုက်ဒီမှာလည်းအမှတ်နောက်သူကြားနေတဲ့ကျိုးကိုကြည့်လိုက်တနေ့နေ့သူရောက်နေတယ်ဘာပါလားတို့တယ်မှာမင်္ဂလာကျိုးကြာသူကဆန့်ကျင်ပဲဖြစ်တယ်တနေ့ကဟုတ်ကောင်းသူညအားမရလေကွယ်လေးလေးကွယ်ဟုတ်တော့ရှုပ်ဘောရလေးဟုတ်မလားအဲ့ဒါမှန်မှန်ဖြစ်တယ်တနေ့နေ့ကလည်းမခံတော့ဘူးဘာပါလားတနေ့နေ့တဲ့ဒီဓာတ်ကိုပတ်ဝန်းကျင်ပုံမှာရိုင်းဆိုင်ဆက်လာတာကျူပရိသန်ဒီမှာတော့ဆောနာပြည်စင်းနေတယ်။အမင်းတို့ကြုံမှာအဲ့လိုမဟုတ်ဘူး။ဆိုတော့အေးဆေးဆေးမှန်မှန်နေနေတတ်ရှိရင်โอเค။ဒီနေ့ဟုတ်တော့။နောက်နေ့မှဆက်ပါဦး။အဲ့ဒီကောင်းပူပါ ဆိုင်ဟိုတကယ်လို့သူကလူကြောက်မှာယာဟုသက်ခက်ရောက်နေတယ်သူကတကယ်လို့မိဘဆရာသမားကိုလည်းပြီးတယ်ဟုတ်ပြီသူ့ရဲ့တခြား short တင် short လိုက်တဲ့မှန်မှန်သားတွေကိုလည်း short ဒါပေမဲ့ तू ကကမြင်းတယ်ဆိုရင်ဆရာဘယ်လိုလဲဒီဟုတ်ပြီတော့ကမြင်းတာပဲကမြင်းတဲ့အချိန်ကြလို့မျိုးသူများနစ်နာအောင်လို့အဲ့လိုမျိုးပေါ့မဟုတ်လေသူဘာမနာအဲ့ဒါသူချောက်တယ်အာညာပေးကနေဆရာအဲ့ဒီဟာကိုပြောတာမဟုတ်သူကမြင်းတဲ့အပိုင်းမှာဟုတ်လားလူကျင်လားအဲ့ဒီပိုင်းစစ်များမရလားမဟုတ်ဘူးပြောယူရမရောက်တာလားဘောမတူတာလားအဲ့ဒီသုံးချက်ကြည့်နေရမင်းသိမကောက်သမ်းမကောက်ဒီနေရာမှာမင်းပြီးဒီများတာလားယူရမရောက်တာလားလောလမှုသဘောတူညီချက်ဟုတ်အခုများလို့ရိုက်ပြီးအဲ့ဒါလုံးနေမင်းသူ့လည်းဖြစ်နေမင်းချင်တာကဲမင်းမကွာငါပြောတာငါမင်းမကွာဟိုကတ냐လေသိမ့်တရားပေးကွာအဲ့တော့မင်းမသွားမယ်ဆိုရင်မင်းလက်ခံလာမေးလက်ခံသူပေးတာများတော့ဗျာအဲ့ဒီပုံမှာမကြည့်ရဘူးသူကမြဲတဲ့မိန်းကလေးကြီးတိလွတ်လပ်မှုရှိကမ္ဘာပါနဲ့ရောမရဟုတ်တာတော့တော့ဒီချက်ဟုတ်တာဒါမနေညွန့်တော့ညာတကယ်လို့ तू အဲ့အကောင်းချိုတွေမဆိုးချိုတွေမဟုတ် तू ခုနပြောတဲ့စိတ်ထားရှိတယ်အဲ့လိုမျိုးကမြင်တယ်ဆိုရင်ဒီအချက်တွေနဲ့ပဲကြားတာရတယ်လေအဲ့ဒီမညိရတယ်ဟုတ်ညိဘယ်သူမှလည်းမခံဘူးဟုတ်ကြောက်ဘယ်သူမှလည်းမခံဘူးလို့ပြောတာဘာကြောက်လဲဟုတ်ဘယ်ကျိုးလဲကမြင်တာရာဟုနဲ့ကမ္မတာဘုကောင်ဘယ်လိုရှိလဲရာဟုတစ်ကျွန်းရာဟုရောမရဏပဲဘုဒ္ဓရောမရဏသူရမဟုတ်လူဟာဘုဒ္ဓကိုခေါ်လူဆိုတာအကုန်လုံးကရာဟုကြီးပဲဘယ်လူရာဟုမရှိတယ်တော့ဆိုတယ်ဘယ်ကျိုးမှရာဟုဖြစ်တယ်ပြောလို့ရတယ်တရိษံတော့ယာပြီးရှိတယ်လူယာပြီးရှိလို့ရာဟုပဲဒီတော့ဒီဇေဝရမဟုတ်ဟုတ်လူကဆက်နေရပြီးရာဟုခံဘယ်ကျိုးမှသူ့ရဲ့ဒီကအုပ်ထင်းကြီးညာမဟုတ်လားဒီအုပ်ထင်းကြီးကိုရှိတယ်ကမ္ဘာမှာရှိတယ်ဘောဒီမဲ့ဆံပေးရမပေးတာဆက်တော့တောင်းသူ့ဘက်ကပေါ့ဒီညက်တယ်ခွင့်ရှိအဲ့ဒါသုံးမှုမှမရဘူးတော့
တော့ဒီပစံလို့ညဘာသာခံပြီးတော့ဟောလာတော့နေရာကြီးပြီးတော့ပြီးတော့လုတ်ကျွေးဆိုယူရလုတ်တာမရဘူးလေဒီလိုလေကြီးတဲ့ကောင်ပြင်ဖြစ်ပြီရှင်းပြီးတော့ဘုံပြည့်တယ်ကွာဟုတ်လားအချိန်ကြီးလောကလုံးဆန်းရလုတ်တယ်စစ်ကလက်မခံဘူးဆိုဒီကျူးလို့ဟာလေလူအားလုံးအခုနဲ့ပတ်သက်ကြောင့်ဘုဒ္ဓလူသုံးတယ်လို့ပြောတာလူသုံးတာလည်းမင်းဘုဒ္ဓကျတဲ့ဘလားဆက်ကောင်အဲ့ဒီဂျိုတွေအားလုံးဟာလို့ကြီးရနေတော့ပြန်ကြီးပြီအင်္ဂါဂျိုတဲ့ဘလားရှင်းဟိုနောက်ကြီးပြီ1 2 3 4 5 6 8ဘုဒ္ဓတော့စားတနေ့ကဘလား15အဲ့မင်းကြီးလေတနေ့မှရှင်းမဟုတ်လားရှင်းအမဟုတ်လေအင်္ဂါမှဟုတ်လားဟုတ်အေး90 17 17 34 15 6 1 2 3 4 5 6ကျိုးအကုန်လုံးဘုဒ္ဓလုံးသိတယ်ခေါ်တယ်ဒီကမြင်လို့မအားလို့ဘုဒ္ဓအကျိုးဆုံးဖြစ်တယ်လူမှန်ရင်အဲ့ဒီကမြင်ကျိုးကြောင့်အထိုင်ပဲ